နေပယ်မျိုးရဲ့ဟီရိုနာပိုလီရဲ့စီးရီးချန်ပီယံအောင်ပွဲမှာအသင်းရဲ့ကွင်းလယ်လူတော်မီနေကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။နာပိုလီကကက်လီယာရီကို2ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့စီးရီးနောက်ဆုံးပွဲစဉ်မှာတော်မီနေဟာအသင်းရဲ့အဖွင့်ကိုအလှပသွင်းသွင်းယူပေးခဲ့ပါတယ်။စကော့တလန်ကွင်းလယ်လူကဒီယာဒီစီးရီးမှာ12ဂိုးသွင်း4ဂိုးဖန်တီးခဲ့ပြီး4ရဲ့သွင်းဂိုးအများဆုံးကွင်းလယ်လူဖြစ်ရပ်တည်နေပါတယ်။ဒီလိုဆန်းဆန်းရေးကြောင့်သူဟာဒီယာဒီစီးရီးရဲ့တရားဒီစာအကောင်းဆုံးကစားသမားဆု MVP of the League ကိုရရှိခဲ့ပါပြီ။အသင်းရဲ့နောက်ဆုံးပွဲစဉ်10ပွဲမှာတော်မီနေက6ဂိုးသွင်း2ဂိုးဖန်တီးခဲ့ပြီးစီးရီးရဲ့ချန်ပီယံဆုအတွက်အရေးကြီးဆုံးအချိန်မှာအရေးပါတဲ့နိုင်ပွဲနဲ့ရမှတ်တွေကိုနေပယ်မျိုးသားတွေပိုင်ဆိုင်နိုင်ဖို့အကောင်းဆုံးကူညီပေးခဲ့ပါတယ်။တော်မီနေဟာမန်ယူမာတုန်းကပုံမှန်ပွဲထွက်ကစားခွင့်ရဖို့ရုန်းကန်ခဲ့ရပြီးမြက်ခင်းပေါ်ကစားရချိန်ထက်အရန်ခုံပေါ်ထိုင်နေရတဲ့အချိန်ကပိုများခဲ့ပါတယ်။ဒါကြောင့်2024နွေမှာစကော့လန်သားကြီးဟာမန်ယူကနေနာပိုလီစီကိုစာချုပ်ဖြတ်သိမ်းခြင်းယူရိုတန်း30နဲ့ပြောင်းရွှေ့သွားခဲ့တာပါ။အိုဖရက်ပုံမှာအရန်လူဖြစ်ခဲ့သူဟာစီရီးအေစီရောက်ချင်းရာသီမှာပဲနေပယ်မျိုးရဲ့ဟီရိုအဖြစ်စကူတက်တိုစူပလာကိုကင်မြောက်နိုင်ခဲ့တဲ့အပြင်လီရဲ့အကောင်းဆုံးကစားသမားဆုကိုထိုက်တဲ့တန်နဲ့သိမ်းပိုက်နိုင်ခဲ့ပါပြီ။အားလုံးပဲရှင်လန်းချက်မြစ်သောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော် Sport Memory ပေးမှာစုမကောင်တောင်းပေးလိုက်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။